One Piece ရဲ့ကျေပြောလာတဲ့ကဘာကြီးထဲမှာ Zoro နဲ့ Zoro လောက်လူကြိုက်များပြီးနာမည်ကြီးတဲ့ဇက်ကောင်နဲ့ငယ်ပဲရှိပါတယ်။ပင်လယ်ဓာတ်ပြတ်မှုဆိုးဘွားကနေကဘာအတော်ဆုံးဓာတ်သမားတစ်ယောက်ဖြစ်လာတဲ့အထိ Zoro ရဲ့ခီးစဉ်ဟာတစ်ကမ္ဘာလုံးကပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်ပွဲတွေနဲ့စွန့်စားခန်းတွေကြားထဲမှာ Zoro ရဲ့ဇယိုက်ကတိတိတတ်တာပြောင်းလဲသွားတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့သူ့ရဲ့ဟာတာဝန်ပါ။ One Piece အစောပိုင်းကာလတွေမှာ Zoro ဟာရေရေမိုးမိုးနဲ့ပုတ်ပုတ်ပပနေတတ်တဲ့သူအမြဲတမ်းပျော်ပျော်နေတတ်တဲ့သူအဖြစ်ပုံဖော်ခံခဲ့ရပါတယ်။သူ့ရဲ့ရေတံတွေဟာကူးဆက်တက်ပြီး Straw အဖွဲ့သားတွေကြားမှာနှွေးထွေးမှုနဲ့ခင်မင်မှုကိုဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ဇလန်းတွေကြာလာတဲ့အခါမှာတော့ Zoro ရဲ့အမူအရာတွေပြောင်းလဲလာတာကိုပရိသတ်တွေသတိထားမိလာကြပါတယ်။သူ့ရဲ့ရေတံတွေကနေပါသွားပြီးပိုပြီးတည်ငြိမ်အေးဆေးတဲ့ပုံစံမျိုးနဲ့အစားထိုးလာခဲ့ပါတယ်။ဒါဆိုရင်ပျော်ပျော်နေတတ်တဲ့ဓာတ်သမားလေးတကယ်ပဲဘာဖြစ်သွားတာလဲ။ဒီမေးခွန်းကိုဖြေဖို့အတွက်ဆိုရင် Zoro ရဲ့ဇယိုက်ကိုပုံဖော်ပေးခဲ့တဲ့အဓိကအခိုက်အတန့်တွေကိုပြန်ကြည့်ဖို့လိုပါတယ်။ Zoro ရဲ့ဇယိုက်ပြောင်းလဲလာတဲ့ပထမဆုံးလက္ခဏာကို Thriller Bark မှာတွေ့နိုင်ပါတယ်။အဲ့ဒီမှာ Zoro ဟာပင်လယ်အာဏာရှင်9ဦးထဲကတဦးဖြစ်တဲ့ Bartholomew Kuma နဲ့ရင်ဆိုင်ခဲ့ရပါတယ်။တိုက်ပွဲအတွင်းမှာ Kuma ကသူ့ရဲ့ Devil Fruit စွမ်းအားကိုအပြည့်အဝသုံးပြခဲ့ပြီး Zoro ကိုပြင်းထန်တဲ့နာကျင်မှုတွေပေးခဲ့ပါတယ်။ဒီအတွေ့အကြုံဟာ Zoro ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုတင်မဟုတ်ပဲစိတ်သက်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုပါစမ်းသပ်ခဲ့တာပါ။ဒါဟာ Zoro အတွက်သူနေထိုင်နေတဲ့ကဘာကြီးရဲ့ခါးသီးတဲ့အမှန်တရားတွေကိုသတိပေးလိုက်တဲ့အခိုက်အတန့်ပါပဲ။ Zoro ရဲ့ခီးစဉ်မှာနောက်ထပ်အရေးပါတဲ့အခိုက်အတန့်ကတော့2နှစ်ကြာလေ့ကျင့်ရေးကာလအတွင်းမှာဖြစ်ပါတယ်။ Zoro ကဂန္ဓဝင်ဓာတ်သမားကြီး Draco Malrox မှာလေ့ကျင့်နေချိန်မှာသူ့ရဲ့အဖွဲ့သားတွေကလည်းသူတို့ရဲ့အခက်အခဲတွေကိုရင်ဆိုင်နေခဲ့ရပါတယ်။ Zoro အဖွဲ့နဲ့ပြန်ဆုံတဲ့အခါမှာသူမရှိတဲ့အချိန်အဖွဲ့သားတွေခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခတွေအဲ့ဒီထဲမှာ Luffy ရဲ့အကူလက်စစ်သေးဆုံးသွားတာတွေကိုသိလိုက်ရပါတယ်။ဒီသတင်းဟာ Zoro ရဲ့စိတ်ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပြီးသူအင်အားကြီးဖို့ကြိုးစားနေတာဟာတန်ဖိုးတစ်ခုပေးဆက်ခဲ့ရတယ်ဆိုတာကိုနားလည်သွားခဲ့ပါတယ်။ဒါပေမဲ့ Zoro ရဲ့ဆရာဖွံ့ဖြိုးမှုမှာအရေးကြီးဆုံးကတော့သူကြော်ဖြတ်ချင်နေတဲ့ Mac နဲ့ရှင်ပြိုင်ခဲ့တဲ့တိုက်ပွဲပါပဲ။အစွမ်းကုန်တိုက်ခိုက်ခဲ့ပေမဲ့နောက်ဆုံးမှာ Zoro ဟာမဲဟောက်ကိုရှုံးနိမ့်သွားခဲ့ပါတယ်။ဒါဟာဂုဏ်သိက္ခာကြီးမားတဲ့ဓာတ်သမားတစ်ယောက်အတွက်နှိမ့်ချမှုကိုတင်ယူခဲ့ရတဲ့အတွေ့အကြုံပါ။ဒီရှုံးနိမ့်မှုက Zoro ကိုသူ့ရဲ့အကန့်အသတ်တွေကိုသိမြင်စေခဲ့ပြီးကမ္ဘာအတော်ဆုံးဓာတ်သမားဖြစ်ဖို့သူ့ရဲ့ကြိုးစားအထောက်မှုကိုပြန်လည်သုံးသပ်စေခဲ့ပါတယ်။ Zoro ရဲ့ဇယိုက်ပြောင်းလဲလာတာနဲ့အမျှ Straw အဖွဲ့ထဲမှာသူ့ရဲ့အခန်းကဏ္ဍကလည်းပြောင်းလဲလာပါတယ်။အရင်လိုပေါ့ပေါ့ပပနေတတ်တဲ့ပင်လယ်ဓာတ်ပြမဟုတ်တော့ပေမဲ့သူ့ရဲ့ဟာတာဝန်ကလုံးဝပျောက်ကွယ်သွားတာတော့မဟုတ်ပါဘူး။တခါတလေမှအဖွဲ့သားတွေနဲ့ပျော်ပပဆန်းနောက်နေတာမျိုးတွေရှိပါသေးတယ်။ဒါပေမဲ့သူ့ရဲ့တည်ငြိမ်တဲ့ရုပ်သွင်အောက်မှာသူ့ရဲ့ကပတိန်နဲ့အဖွဲ့သားတွေအပေါ်ထားရှိတဲ့နှဆိုင်တဲ့တာဝန်တိစိတ်နဲ့တစ္ဆာရှိမှုတွေရှိနေပါတယ်။ Zoro ရဲ့ခီးစဉ်ဟာကြံ့ကြံ့ခံနိုင်ရည်နဲ့ပြတ်သားတဲ့စိတ်ဓာတ်ရဲ့စွမ်းအားကိုတက်တည်ပြနေတာပါ။အခက်အခဲတွေနဲ့အရှုံးတွေအများကြီးရင်ဆိုင်ခဲ့ရပေမဲ့သူဟာသူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ရှေ့ဆက်တိုးနေစေပါပဲ။သူ့ရဲ့ရေတံတွေနဲသွားနိုင်ပေမဲ့သူ့ရဲ့စိတ်ဓာတ်ကတော့ဘယ်တော့မှကျိုးပဲမသွားပါဘူး။ဒါဟာသူ့ရဲ့ဇယိုက်ကြံ့ခိုင်မှုကိုပြသနေတာပါ။ဒါကြောင့်နောက်တစ်ခါ Zoro ကိုတည်ကြည်တဲ့မျက်နှာပေးနဲ့ပင်လယ်ပြင်ကိုငေးကြည့်နေတာမြင်ရင်ဒီတည်ငြိမ်တဲ့ရုပ်သွင်အောက်မှာအခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ပြီးပုံမတန်မာလာတဲ့လူတစ်ယောက်ရှိနေတယ်ဆိုတာသတိရပေးပါ။ဘယ်သူသိမှလဲ။ဒီနေ့မှကျွန်တော်တို့သိခဲ့ပြီးချစ်ခဲ့ရတဲ့ပေါ့ပေါ့ပပနေတတ်တဲ့ဓာတ်သမားလေးပြန်လာတာကိုမြင်ရရင်မြင်ရမှာပါ။အဲ့ဒီအချိန်ထိတော့ Zoro ရဲ့ခီးစဉ်ဘယ်ကိုပဲဥတီပါစေကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားမှာပါ။ဒါကတော့ Zoro ရဲ့ဇယိုက်ပြောင်းလဲလာပုံနဲ့ဒီနေ့ခေတ်သူ့ရဲ့ကောင်းတစ်ယောက်ဖြစ်လာအောင်ပုံဖော်ပေးခဲ့တဲ့အကြောင်းရင်းတွေကိုအသေးစိတ်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ One Piece ဇလန်းတွေဆက်လက်ထွက်ရှိလာတာနဲ့အမျှတစ်ခုကတော့တေချာပါတယ် Zoro ရဲ့ခီးစဉ်ကမပြီးဆုံးသေးပါဘူး။ပရိသတ်တွေကလည်းသူဘယ်လိုရှေ့ဆက်မလဲဆိုတာကိုရင်ခုန်စွာစောင့်ကြည့်နေကြပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် Subscribe နှိပ်ပြီး Like ပေးဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ Peace